ဝမှာမမေ့တဲ့လူ၃မျိုးပဲရှိပါတယ်ပထမတစ်မျိုးကကိုဘဝရဲ့အခက်အခဲဆုံးချိန်မှာကို့အနာကိုရောက်လာပြီးစေတနာမေတ္တာတွေနဲ့ကုညီဖေးမှထူးမှတ်ပေးခဲ့တဲ့သူအမောင်ဆုံးချိန်မှာအလင်းပွင့်လေးဖြစ်ပေးခဲ့တဲ့သူအေးဆက်နေချိန်မှာနှွေးထွေးမှုလေးပေးခဲ့ပူတဲ့သူကိုယ့်ရဲ့နာကျင်မှုတွေကိုမျှဝေစာနားလေပေးတဲ့သူကိုလိုအပ်တဲ့အခါကို့အနာရှိပေးတဲ့သူအဲ့လိုလူမျိုးကကို့ဘဝတစ်သက်အလုံးဘယ်တော့မှအဆုံးရှုံးမခံတဲ့သူဖြစ်ပါတယ်ဒုတိယတစ်မျိုးကတော့ကို့ဘဝရဲ့အခက်ခဲဆုံးအချိန်မျိုးမှာကို့အနာကနေစွန့်ခွာကြောက်ခိုင်းသွားတဲ့သူကိုယ့်ရဲ့အခက်ခဲတွေကိုစာနားလည်းမပေးနိုင်တယ်လို့မျှဝေခံစားပေးဖို့လဲစိတ်ကူးမရှိတဲ့သူမျိုးပေါ့အဲ့လိုလူမျိုးတော့ကိုယ့်ဘဝတွေကနေအကြီးအပိုင်နှုတ်ဆက်လန်းခွဲလိုက်အောင်ပါပဲတတိယတစ်မျိုးကတော့ကိုယ့်ဘဝကိုအခက်ခဲတွေကြားထဲထိုးကျွေးလိုက်တဲ့သူမျိုးပါနည်းအားဖြင့်ဆိုရင်ကိုယ့်ဘဝအဆင်မပြေအောင်ကြာဆုံးအောင်ဤအမျိုးမျိုးနဲ့ဆင်းရဲဒုက္ခတွေပြီးတတ်တဲ့သူမျိုးဖြစ်ပါတယ်ကိုယ်နာကျင်ထိခိုက်အောင်စိတ်ဆိုးဒေါသထွက်အောင်နည်းလမ်းအမျိုးမျိုးနဲ့ရှာဖွေတိုက်ခိုက်ထူးနဲ့တက်တဲ့ရန်သူမျိုးဖြစ်ပါတယ်အဲ့လိုလူမျိုးတွေကကိုယ့်ကိုအမုန်းစကလုံးတွေများစွာမလူတမာလွတ်ရပေါင်းများစွာနဲ့ကိုယ့်ရဲ့ဘဝတစ်ခုလုံးကိုကစင်ကလျားဖြစ်အောင်ဆိုးရှုံးနေတာအောင်စင်စီအားထုတ်တဲ့သူမျိုးတွေဖြစ်ပါတယ်